ကျွန်တော်ကကြင်ကြံချင်းမလုံးနိုင်တဲ့တာမန်လူတယောက်ဆိုတာရှင်းနေပြီမဲ့ဒီတိုက်ကြီးရဲ့အန်တီရဲ့ရှီဆောင်ကောင်းကင်အချင်းထောင်ပြန်လောင်ကိုစောင့်ကြနေရသူပါဒီနေရာမှာခွင့်မလွတ်နိုင်လောက်တဲ့လူဆိုးတွေတင်မကပဲမဟာဆရာကြီးအဆင့်ရှိတဲ့မိစ္ဆာတွေကိုပါချုံနှောင်ထားပါတယ်တခြားသူတွေအတွက်တော့ဒါကအန်တီရဲ့များတဲ့နေရာဖြစ်ပေမဲ့ကျွန်တော်တို့တော့မကုန်ခန်းနိုင်တဲ့ယရနာတိုက်ကြီးပါပဲဘာလို့လဲဆိုတော့ကျွန်တော်လက်ထဲကိုရောက်လာတဲ့မိစ္ဆာတရားခံတိုင်းစီကနေဖန်ဆင်းချင်းရွှေချမ်းစာအုပ်ကတဆင့်စုလပ်တွေရနိုင်လို့ပါဒါပေမဲ့ကောက်ခင်အချင်းထောင်မှာတာဝန်ထမ်းဆောင်တာဟာ3နှစ်တစ်ကြိမ်အလဲကျပြောင်းလဲရပါတယ်အခုဆိုရင်ကျွန်တော်တခြားနေရာကိုပြောင်းရဖို့နှံလားခွဲပဲလိုပါတော့တယ်ကျွန်တော်ဘယ်လိုလုပ်ပြီးဒီမှာဆက်နေရမလဲဆိုတာကိုစဉ်းစားနေတော့မှပဲနတ်ညာစောင့်တက်အလူတွေကလှပတဲ့အမျိုးသမီးအချင်းသားတယောက်ကိုရုတ်တရက်ခေါ်ဆောင်လာကြပါတယ်ခေါင်းဆောင်ဖြစ်တဲ့ခရမ်းရောင်များအရှင်ကဧကရာစင်မင်းမြတ်ရဲ့အမိန့်တော်အရတရားခံလူယူရန်ကိုငရဲခန်းထဲမှာချုံနှောင်ထားလိုက်လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြတော့အားလုံးကတအံ့တော်ဖြစ်သွားကြပါတယ်အချင်းသားကမဟာရှနိုင်ငံရဲ့မင်းသမီးကြီးဖြစ်နေလို့ပါသူမဟာမွေးခွာလာကလေးကဖိနစ်တန့်စင်သောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးနှစ်ပေါင်း30ကြာကျင့်ကြံခဲ့သူပါသူမဟာမဟာဆရာကြီးအစဉ်ပြည့်စုံသွားပြီးဖြစ်တယ်လို့ဓာတ်တလက်ထဲနဲ့မိစ္ဆာနယ်မြေတွေကိုတယောက်တည်းဝင်ရောက်ပြီးမိုင်ပေါင်းထောင်ချီအတွင်မှာရှိတဲ့မိစ္ဆာအားလုံးကိုနှိမ်နင်းခဲ့သူလည်းဖြစ်ပါတယ်ဒီလိုမြင်မြတ်တဲ့အစင်တန်းရှိသူကအကျဉ်းသားတယောက်ဖြစ်သွားတာကိုမြင်တော့အမြဲတမ်းမာနာကြီးတဲ့ဘုံမူတောင်ထိတ်လန့်သွားပါတယ်အရှင်ကျွန်တော်တို့သူမကိုမထိန်ချုပ်နိုင်ပါဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ခရမ်းရောင်များအရှင်ကသူမရဲ့အဓိကကြော်ရိုးအယိုးတွေကိုဖောက်ထားပြီးအခုဆိုရင်တာမန်လူတယောက်ထက်တောင်အားနေနေတာမင်းတို့ဘာကိုကြောက်နေတာလဲဧကရာစင်မင်းမျက်စီကနောက်ထပ်အမိန့်မကြမချင်းသူမကိုတေချာဂယုစိုက်ထားအမားအရွေးတစ်ခုခုရှိရင်မိမပဲတာဝန်ရှိတယ်လို့ငေါက်လိုက်ပါတယ်အဲ့ဒီနောက်သူနဲ့သူလက်အောက်ငယ်သားတွေမြန်မြန်ဆန်ဆန်ပဲထွန်းသွားကြပါတယ်ဘုံမူကမင်းသမီးလေးကွာပါလို့ရင်ရင်ကြေးကြေးဖိတ်ခေါ်လိုက်ပေမဲ့မင်းသမီးကြီးကတော့တနေရာထဲမှာပဲမလှုပ်မရွယ်ရက်နေပါတယ်မျက်တောင်တောင်တစ်ချက်မခတ်ပါဘူးဒါကိုမြင်တော့ဘုံမူကတွားကြည့်ပြီးမင်းသမီးကြီးကိုငရဲခန်းထဲခေါ်သွားကြလို့အမိန့်ပေးလိုက်ပါတယ်အကျဉ်းဦးစီးနှစ်ယောက်ကသူမကိုဖမ်းဖို့ရှေ့တိုးလာတဲ့အခါသူမရဲ့ခန္ဓာကိုယ်ထဲကနေပြင်းထန်တဲ့ဖျားတွေရုတ်တရက်ပေါက်ကွဲထွက်လာပြီးအကျဉ်းဦးစီးနှစ်ယောက်ကိုလွင့်ထွက်သွားစေပါတယ်ဒါကဘုံမူကိုတကယ်ကိုဒေါသထွက်သွားစေပါတယ်မင်းသမီးလေးကတကယ်ပဲခုခံကောမလားလို့သူကမေးလိုက်ပါတယ်မင်းသမီးကြီးကတော့အေးဆက်ဆက်အကြည့်နဲ့ကချက်ပဲဟောက်လိုက်ပါတယ်ဘုံမူရဲ့မျက်နှာကချက်ချင်းပြတ်သွားပြီးညာဘက်လက်ကိုဝေးရန်ကအားလုံးအတူတူတက်ကြလို့အမိန့်ပေးလိုက်ပါတယ်အကျဉ်းဦးစီးယာနဲ့ချီပြီးဝိုင်းတက်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲရွှေရောင်ဖီးနေမတကောင်ကသူမရဲ့ခေါင်းပေါ်ကနေဖြန့်ထွက်လာပြီးအတောင်ပန်းတွေကိုခတ်လိုက်ကြကြောင်းလေစင်နှမောင်းတစ်ခုဖြစ်ပေါ်လာကအချင်းဦးစီးအားလုံးကိုလွင့်ဆင်သွားစေပါတယ်။တစ်စက္ကန့်တောင်မပြည့်ခင်မှာပဲကောက်ကန်အချင်းထောင်ကလူတွေအားလုံးနေပါရှုံးနေသွားကြပါတယ်။အဲ့ဒီအချိန်မှာဘုံမူရဲ့မျက်နှာကအတော်လေးဖြက်ရွေးနေပြီးမင်းသမီးကြီးစီကိုထလန်းချင်းရှောက်သွားပါတယ်။မင်းသမီးလေးကျွန်တော်တို့ကိုအခက်တွေ့အောင်လုပ်နေတာပဲလို့ပြောပြီးတာနဲ့သူကမင်းသမီးကြီးအနာကိုချက်ချင်းရောက်သွားပါတယ်။မဟာဆရာကြီးအဆင့်ဝိုင်းရဲ့ဆွမ်းအားတွေကိုအကုန်တုံးပြီးလက်ဝါးကိုလက်သေးပုံစံလို့ကမင်းသမီးကြီးကိုဖမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့မင်းသမီးကြီးကတော့ကိုယ့်အရေးချင်းကိုမသိတယ်လို့ခနဲလိုက်ပါတယ်။ရွှေအောင်ဖီးနဲ့ငါကလက်သေးတွေနဲ့ဘုံမူရဲ့လက်ကိုရိုက်ထုတ်လိုက်ပြီးအတောင်ပန်နဲ့ထူခေါင်းကိုရိုက်ချလိုက်တာကြောင့်ဘုံမူဟာလွင့်ထွက်သွားပြီးကြောက်တုံးနေကြတဲ့မြုပ်သွားပါတယ်။အပြည့်စီးတွေကြတဲ့မြုံနေတဲ့ဘုံမူကိုကြည့်ပြီးမင်းသမီးကြီးကခေါင်းကင်ရဲ့ချင်းထောင်ကကျင်ကျန်သူတဲ့အသက်သားမြင့်နယ်မြေခုပြီးအရန်အန်ဒီရဲ့များတယ်လို့နာမည်ကြီးနေလားဒါပဲလားလို့လောင်ပြောင်းလိုက်ပါတယ်။သူမကဘေးကိုဝေ့ကြည့်လိုက်တဲ့အခါထောက်တနေရာမှာရှိနေတဲ့ကျွန်တော်ကိုတွေ့သွားပါတယ်။မင်းကတော့ငါ့ကိုမကြောက်ဘူးနဲ့တူတယ်လို့သူမကမေးပါတယ်။ကျွန်တော်ကတော့အေးအေးဆေးဆေးပဲခေါင်းကင်ရဲ့ချင်းထောင်ကကျွန်တော်အိမ်ပဲလေဧကရာစင်နီမြတ်ကမင်းသမီးကိုငရဲခန်းထဲမှာခြုံနှောင်ထားဖို့အမိန့်ရှိထားပါတယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားတော့မင်းသမီးကြီးရဲ့ဆွမ်းအားတွေကရုတ်တရက်ပြင်းထန်လာပြီးရွှေရောင်ဖီးနဲ့ငါထားကျွန်တော်ကိုဟင်းခေါက်လိုက်ပါတယ်။ပြင်းထန်တဲ့လေလွှိုင်းတွေကျွန်တော်စီတိုးဝင်လာပါတယ်။ကျွန်တော်ကြောက်လန့်တကြားဖြစ်သွားမယ်လို့သူမထင်နေပေမဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးရနေပြီးလက်တစ်ဖက်ကိုဆန်ထုတ်ကရွှေရောင်ဖီးနဲ့ငါရဲ့လက်ပင်ကိုဖမ်းလိုက်ပါတယ်။ပြီးတော့အားနဲ့လိန်ချွေးပြီးခြေထောက်အောင်မှနင်းထားလိုက်ပါတယ်။မင်းသမီးကြီးရဲ့မျက်နှာချက်ချင်းပြတ်သွားပြီးတာမထင်းနိုင်ဘူးလို့ရည်ရွယ်လိုက်ပါတယ်။ကျွန်တော်ကတော့စိတ်မရှိသလိုနဲ့ကျွန်တော်နေမိတဲ့ရောက်လာမှတော့မင်းသမီးလေးငင်းငင်းနေတာပိုကောင်းပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့မင်းသမီးကြီးကနှာခေါင်းတစ်ချက်ရှုံလိုက်ပြီးရွှေအောင်ဖီးနိငတ်ကိုကျွန်တော်ခြေထောက်အောက်ကနေလွတ်တောင်အတင်းယုံကန်ခိုင်းနေပါတယ်။ခေါင်းမှာလွန်တာကြောင့်ကျွန်တော်ကအားနဲ့ထပ်ထည့်ပြီးရွှေအောင်ဖီးနိငတ်ကိုနင်းချေဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီငတ်ကအလင်းစက်ကလေးတွေဖြစ်ပြောင်းလဲပြီးသူမရဲ့ခန္ဓာကိုယ်တွေကိုပြန်ဝင်သွားပါတယ်။အဲ့ဒီနောက်ကျွန်တော်ကသူမရှိကိုချက်ချင်းရောက်သွားပြီးသူမရဲ့ပခုံးကိုဆွဲခိုင်းကနိုင်ရံနဲ့အားနဲ့ရိုက်လိုက်ပါတယ်။တောင်ဘက်ကနေမြောက်ဘက်ကနေတောင်ဘက်ကိုသူမသတိလစ်သွားတဲ့အထိတရက်ဆက်ရိုက်နှက်လိုက်ပါတယ်။ဒီလူကတော့နာကျင်မှပဲငိမ့်တော့မှာပဲလို့တွေးပြီးသူမကိုငရဲခန်းထဲပစ်ထည့်လိုက်တဲ့အခါဖန်ဆင်းချင်းရွှေချမ်းစာအုပ်ကကျွန်တော်စိတ်ထဲမှာပေါ်လာပါတယ်။အဲ့ဒီမှာလျိုယူရန်ရဲ့အချက်လက်တွေနဲ့သူမကျူးလွန်ခဲ့တဲ့အပြစ်တွေကိုဖော်ပြထားပါတယ်။ဧကရာစီမင်းရဲ့တားမြင့်နယ်မြေထဲကကိုထတ်ခုံကင်းနဲ့ဆွမ်းအားကျင့်စဉ်ကိုခိုးယူကြည့်ရှုခဲ့တာနန်းတွင်ကဘိုးဘေးတဆေးရောင်းကြော်ကိုတန်ရာရအောင်လွတ်ခဲ့တာတွေကြောင့်နှစ်ပေါင်းထောင်ချီရှိပြီဖြစ်တဲ့မိစ္ဆာအိုကြီးတကောင်ရဲ့နှိမ့်နှင်းချင်းကိုခံခဲ့ရတာပါ။အဲ့ဒီနောက်ရွှေရောင်စားမျက်နှာတွေကလဲပတ်သွားပြီးပစ္စည်း၃မျိုးထွက်လာပါတယ်။ကိုထတ်ကောင်းကင်နဲ့ဆွမ်းအားကျင့်စဉ်အတွက်ကျွမ်းကျင်မှုတောင်းကားနဲ့ဖီနစ်လွတ်ဝတ်တာတိုင်းတို့ရဲ့ထစ်ပါတယ်။ကျွန်တော်ကကျွမ်းကျင်မှုတောင်းလီကိုကိုထတ်ကောင်းကင်ကျင့်စဉ်နဲ့ထည့်လိုက်ပြီးကြံတဲ့တောင်းတကူကိုတော့ဖီနစ်လွတ်ဝတ်တာတိုင်းနဲ့ထည့်လိုက်ပါတယ်။အဲ့ဒီကျင့်စဉ်တစ်ခုစလုံးဟာချက်ချင်းပဲအခြေခံအဆင့်ကိုရောက်သွားပါတယ်။အချက်လက်ပြက်ကွက်ကိုပိတ်လိုက်တဲ့အခါမင်းသမီးကြီးရဲ့ဘေးမှာရွှေရောင်အလင်းတန်းတစ်ခုဝိုင်းရံနေတာကိုတွေ့ရပါတယ်။အဲ့ဒီအလင်းတန်းကဝိညာဉ်ကိုလောင်ကျွမ်းစေတဲ့ငရဲမီးတွေနဲ့အသက်ထားတော်ပျက်စီးစေတဲ့အေးဆက်ညစ်ချမ်းတဲ့လေထူးတွေကိုအပြင်မှာပဲတားဆီးပေးထားပါတယ်။ကျွန်တော်ငရဲခန်းနဲ့ထွက်လာတဲ့အခါမှာတော့ဘုံမူးကလူတစုနဲ့ရောက်လာပါတယ်။
င်းသမီးကြီးဖယ်မလေးလို့သူကမေးပါတယ်မင်းသမီးလေးကသူမရဲ့အဖြစ်တွေကြီးမားတယ်လို့ခံစားရလို့ကျွန်တော်နောက်ကိုလိုက်ပြီးငရဲခန်းထဲမှာနောင်တတရားနဲ့သွားနေပါတယ်လို့ကျွန်တော်ကပြောလိုက်ပါတယ်ဘုံမူကသိပြီးမစင်စားတော့ပါဘူးဘာလို့လဲဆိုတော့သူ့အမြင်မှာကျွန်တော်ကစာမန်အချင်းဦးစီးတစ်ယောက်ပဲလေသူတို့တောင်မင်းသမီးကြီးကိုမရှင်းနိုင်တာကျွန်တော်ကဘယ်လိုလုပ်ရှင်းနိုင်မှာလဲအဲ့ဒီနောက်သူတို့ကဒီနေရာမှာ10မိနစ်တောင်မနေချင်တာကြောင့်ချက်ချင်းပဲထပ်သွားကြပါတယ်ဘာလို့လဲဆိုတော့ကိုထားခေါင်းကင်အချင်းထောင်ရဲ့အောက်မှာငရဲခန်းရှိနေပြီးအဲ့ဒီမှာငရဲမီတွေနဲ့ညစ်ကျန်းတဲ့လေထူးတွေအမြင်ရှိနေလို့ပါငရဲခန်းနဲ့နီးလေလေအန်ဒီရဲကပိုကြီးလေလေပါပဲဒါကြောင့်လဲခေါင်းကင်အချင်းထောင်မှာတာဝန်ထမ်းဆောင်တာဟာ3နှစ်တစ်ကြိမ်အလွတ်ချပြောင်းရတာထက်ပါတယ်အဲ့ဒီအချိန်မှာပဲအချင်းဦးစီးရှောင်းကျိုးကပြေးလာပြီးငွေဆက်အချို့ကိုကျွန်တော်လက်ထဲထည့်ပေးပါတယ်အကိုဝမ်းရှစ်ထက်မြောင်အခန်း104မှာရှိတဲ့မိစ္ဆာကိုတွာတတ်ဖို့အလွယ်ကြပြီဗျာလို့သူကပြော